ဒီနေ့ရွေးချယ်ပေးမဲ့ free tick ကတော့ Equator အသင်းနဲ့ Curaçao အသင်းတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ channel ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ Telegram channel မှာတင်ပေးမှာဖြစ်တဲ့ဒါကြောင့်မလို့ကျွန်တော် channel ကိုမ join ရသေးတဲ့ညီကိုတွေအနေဖြင့် join ထားလို့ရတယ်လက်ရှိ Equator နဲ့ Curaçao ပွဲစဉ်မှာတော့လူတော်တော်များများကEquator body နဲ့ Equator ကိုအများကိုကြိုက်မှာဖြစ်တယ်။ဘာလို့လဲဆိုတော့ Curaçao အနေဖြင့်ပြီးခဲ့တဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ Germany ကို7-1 ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးထားခဲ့ပြီးတော့လက်ရှိ2026ကမ္ဘာဖလားရဲ့ဂိုးအပြတ်ဆုံးရှုံးပွဲကိုကြုံတွေ့ထားတာဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိ Equator နဲ့ပွဲစဉ်မှာလည်းတော်တော်များများက Equator အနေဖြင့် Germany လိုပဲဂိုးပြတ်နိုင်သွားမှာလို့ကျွန်တော်တော်များများကတွေးကြမှာဖြစ်တယ်။ဒါပေမဲ့လို့ဒီပွဲစဉ်မှာကျွန်တော်ကဂိုးအနည်းကိုသဘောကျနေပါတယ်။ဘာလို့လဲဆိုတော့ Equator တိုက်စစ်က Germany တိုက်စစ်မဟုတ်ပါဘူး။ Equator အသင်းရဲ့တိုက်စစ်ကိုအဓိကဦးဆောင်နေတဲ့Anna Brincia ကလည်းကျွန်တော်တို့အသက်36နှစ်အရွယ်ကစားသမားဖြစ်တယ်။ဒါကြောင့်မလို့အသက်36နှစ်အရွယ်ကစားသမားဦးဆောင်လာတဲ့ Equator တိုက်စစ်အနေဖြင့် Curaçao ကိုနိုင်ခဲ့တောင်မှဘယ်လို့မှ3ဂိုးပြတ်နိုင်တရားမရှိဘူးလို့ကျွန်တော်ကယုံကြည်တယ်။ Curaçao အနေဖြင့်ကလည်းပြီးခဲ့တဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ Germany ကိုဂိုးပြတ်ရှုံးထားတာဖြစ်လို့လက်ရှိ Equator နဲ့ပွဲစဉ်မှာလည်းသူတို့အနေဖြင့်အဓိကဂိုးပြတ်မရှုံးဖို့ကိုပဲဥတီကစားသွားမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကဂိုးပြတ်မရှုံးအောင်ကစားသွားမဲ့Curaçaoကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့ဂိုးအနည်းကိုပဲသဘောကျမိတယ်ဒီပွဲစဉ်မှာ Equator နိုင်ခဲ့အောင်မှာ2-0ပဲလို့ကျွန်တော်ကယူဆကြောင်းလက်ရှိမှာ Equator နဲ့Curaçaoပွဲစဉ်မှာကျွန်တော်ဂိုးအနည်းကိုရွေးချယ်ပေးခြင်းပါတယ်။ channel ပွဲစဉ်တွေလို့ခြင်းတဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတဲ့အားလုံးပဲ good luck ပါဗျာ။တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဒီကနေဆုတောင်းပေးလိုက်ပါတယ် good luck ပါ။